皆さん、こんにちは。may mingla ba pya. Saro dini chapter 5 no saro dai koka ni ne sa pi lo ma alo ko nya wi to ma phit pa le. Saro di akhan nga ma charo ji lai de akha charo saro bongki ni ne to so yin no da 5 မျိုးပေါ့နော်အားလုံးပေါင်း5မျိုးအနေနဲ့တော့မှာဆိုတော့ichiban အနေနဲ့စပြီးတော့ကြည့်အောင် Okay ichiban အနေနဲ့စပြီးတော့ကြည့်မယ်ဆိုရင်ခေါင်းစဉ်ကိုဆိုလို့စပြီးကြည့်မယ်နော်ခေါင်းစဉ်ကဒီတစ်ခေါက်ဆိုလို့လေ့လာရမှာက ikanda ikandewa ဆိုပြီးတော့မှသွားတာပေါ့နော်ဆိုတော့ ikanda ဆိုတာကဓာတ်နဲ့ဆုံးနေဆိုတာဒါကစာကြောင်းရဲ့အဆုံးအနေနဲ့ဆိုတော့သိထားရမှာပေါ့နော်ဒါကတော့စာကစက်အနေနဲ့သွားခြင်းနေဆိုရင်တော့ဓာတ်နေရာမှာဆိုတော့ de ဆိုတဲ့ဟာလေးနဲ့ ikande ဆိုပြီးတော့မှပြောလို့ရတယ်နောက်တစ်ခုက ikandewa ဆိုပြီးပြောလို့ရတယ်ပေါ့နော်အဲ့တော့ de နဲ့ dewa နဲ့ဘာကွာတာလဲနော်ဆိုတော့အဲ့ဒါနည်းနည်းလေးပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီအရင်ဦးဆုံးအနေနဲ့အဲ့ဟာမှာသွားခင်မှာဒီတွေ့ရအသေးပဲပါနော်အင်းမိအနေနဲ့ကကျတော့ဒါဆိုတရားမှာကနန်နီတော့ဂျောထိုင်နီယော့တေပါဒီအချင်းလေးတစ်ခုပုံမူတည်ပြီးတော့ပေါ့နော်ဆိုတော့နော်ဂျောထိုင်နီယော့တေပါအပေါ်မူတည်ပြီးဆိုပြီးတော့မှဆိုတော့မြန်မာလိုမှတ်လို့ရပါတယ်နော်ဆိုတော့အချင်းလေးပုံမူတည်ပြီးတော့ဧကန်ဒေဧကန်ဒနဲ့တွားမယ်ဆိုရင်ဆိုတော့ဒီမှာပေးထားတယ်ဘုံမတ်နီဝဟန်ဒန်တက်ကီဆိုတော့ sorry 判定的なことが多い。それは。だけどじゃあ判断လို့တာနော်ဆိုတော့ဒီဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်ဆိုတော့ဤကံတဲ့တော့မဟုတ်ဤကံကတုံးကျင်နေဆိုရင်ဆိုတော့ဒီစာကြောင်းရဲ့အနောက်မှာဒုတိယအကြောင်းအရာကသူကအဓိကဆုံးဖြတ်ချက်ချပြီးတော့ပြောလိုက်တဲ့အကြောင်းအရာတွေနဲ့တွာတာများတယ်နော်ဆုံးဖြတ်ချက်ချလိုက်ကြဥမာဆိုတော့ကိုစားကိုနှုတ်ဖြေလိုက်တဲ့ဆောင်းပွဲပေါ်မှာမူတည်ပြီးတော့မှအောင်အရှုံးကိုသတ်မှတ်သွားမယ်ပေါ့နော်ဆိုတော့ဒါကိုဒီလိုလှုပ်လိုက်တဲ့အပေါ်မူတည်ပြီးတော့အောင်အရှုံးကိုသတ်မှတ်သွားမယ်ဆိုရင်တော့တဲ့အတွက်ကြောင့်ဤကံတဲ့တော့မဟုတ်ဆာပဲဤကံကစာကြောင်းရဲ့အဆုံးကိုတုံးချင်နေဆိုရင်တော့ဤကံကလည်းပြောလို့ရတဲ့သဘောပါโอเคဆိုတော့နောက်တစ်ခုကဤကံတေဝဆိုတဲ့တေဝပေါ့နော်ဒီကကျတော့ဘာကွာသွားလဲဆိုတော့ဘုံမတ်နေမှာခန္ဓာစေယုံငင်ကောဒါဖြစ်နိုင်ချေရှိတယ်ပေါ့နော်ဒီလိုမျိုးတော့ဖြစ်နိုင်တယ်ဒီလိုမျိုးတော့ဖြစ်မလားတော့မသိဘူးဆိုတဲ့စာကြောင်းနောက်မှာဒီလိုမျိုးကိစ္စတွေသွားတာများတဲ့အတွက်ကြောင့်ဤကံတေဝဆိုတော့သုံးတဲ့ခါကျရင်ဆိုတော့အများစုပေါ့နော်ဆိုတော့ခမရှိတဲ့နိုင်နောက်တစ်ခုကဆိုတော့ဒါတော့တေရှိုးဆိုတဲ့ဒီဖြစ်နိုင်လားမသိဘူးဆိုတဲ့စကားလုံးတွေနဲ့လိုက်တာများတယ်ဒါလေးတော့ဆိုတော့တတိထားမှာပေါ့နော်ဒါကွာတဲ့ပုံစံပြောပြတာပါအဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကနော်ဂျိုးတိုင်းရော့တေဝါနဲ့ပဲဆိုတော့မှအပေါ်မူတည်ပြီးတော့ပေါ့နော်โอเคအဲ့ဆိုရင်ရတယ်ဆိုရင်ဆိုတော့ဒီမှာစေခိုက်တာနေနဲ့ပေးထားပါလိがどうであるかによって、事情が変わる、事態が決まるဆိုတော့နော်ဆိုတော့จิตတိုက်စာအခြေအနေပေါ့နော်အခြေအနေကပြောင်းလဲသွားမယ်အခြေအနေကိုဆိုတော့တတ်မှတ်သွားမယ်ပေါ့နော်အဲ့တော့ဒီဟာကြောင်းရတစ်ခုပုံမှန်မူတည်ပြီးတော့မှနောက်ကအခြေအနေကပြောင်းသွားတယ်နောက်ကအခြေအနေတစ်ခုကတတ်မှတ်သွားတယ်ဆိုတဲ့ပုံစံနဲ့တုံးတဲ့အခါကျရင်တော့ဆိုတော့ဒါအကန်တွေပါဆိုပြီးတော့မှတုံးလို့ရပါတယ်အဲဆိုရင်သူ့ရဲ့ရှေ့မှာလိုက်တဲ့ဇက်စုခုအနေနဲ့ပြန်ကြည့်အောင်ဇက်စုခုအနေနဲ့ကကျတော့ noun တစ်မျိုးပဲလိုက်ပါလိဒါတော့အဲဆိုမှတ်ရတာအရင်လွယ်သွားပြီเนาะဆိုတော့ noun ပေါင်းအကန်တွေပါတုံးလို့ရတယ်ပေါ့နော်โอเคအဲဆိုရင်စကြည့်အောင်一番ကနေစဖတ်ကြည့်မယ်နော်ဆိုတော့စာပြီးတော့မဖတ်ခင်မှာဆိုတော့ကြည့်လိုက်တဲ့အခါကျတော့အကန်ကဟိုးနောက်ဆုံးမှရှိပါတယ်နော်ဆိုတော့ဒီမှာတွေ့မယ်နော်ဆိုတော့အကန်ဆိုတော့โอเคအဲဆိုရင်ဖတ်ကြအောင်ဆိုတော့လေးပုံအနေနဲ့世界選手権大会をこの国で、開催できるかどうかは国民の協力一環だ。OK? အဲဆိုတော့တိတ်ပြန်ပြောလေးဆိုတော့世界選手権大会အဲ့ဒါတွေ့လို့နော်ကမ္ဘာချန်ပီယံပြိုင်ပွဲပေါ့နော်ကမ္ဘာချန်ပီယံပြိုင်ပွဲကိုတဲ့ဒီနိုင်ငံမှာပေါ့နော်ဆိုတော့ကျင်းပနိုင်မလားမကျင်းပနိုင်ဘူးလားဆိုတာကိုအဲ့တော့ကျင်းပတာစိုက်ခိုင်းနော်ကျင်းပဖွင့်ကျင်းပတာလည်းရတယ်စိုက်ခိုင်းဒီကိရိခါတော့ကဘေးကနေမူတည်တာလေးဆိုတော့国民の協力နော်ဆိုတော့တိုင်းသူပြည်သားဒီနိုင်ငံသားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပဲမူတည်မယ်လို့ပြောတဲ့သဘောပါအဲ့တော့ဒီကိစ္စတစ်ခုဒီပြိုင်ပွဲကြီးတစ်ခုကဒီနိုင်ငံမှာကျင်းပနိုင်လားမကျင်းပနိုင်ဘူးလားဆိုတာကစရုံနေနေဒီတိုင်းပြည်ရဲ့ဒီနိုင်ငံသားတွေရဲ့ပူပေါင်းဆောင်ရွက်မှုပေါ်မှာပဲမူတည်ရေးဆိုတဲ့ဒီပဲပြောတာဖြစ်ပါတယ်။ရမယ်ထင်တယ်ဆိုတော့နော်။အဲဆိုရင်အဲ့တော့一番နေရပြီဆိုတော့2番လေးဆက်သွားခြင်း။2番ကဆိုဒီမှာ一貫でတုံးထားပါလေ။ဆိုဒီမှာလေးပေါ့နော်ဆို一貫でOK အဲဆိုဖတ်ကြည့်အောင်ဆိုဒီ筆記試験は脱した明日の面接の
그러니까 이 강대 사이오가 기말이 서다. 그래서 예비상고에 비하여 이기시행 예비상고가 과 빠츠시타 사라가 고각시타 소래 아웅게 위거노 소라에로 만에 피안 롬메 인터뷰 레셋 거 만에 피안 롬메 인터뷰 레셋 보마 무티 비디오마 알록칸 앗말라 소라 송ဖြတ်သွားမယ် လို့ ကြားတယ်။ဟာလာဒီကကိုကတော့ရေးဖြေရတော့အောင်သွားပြီ။ဒါပေမဲ့မနေ့ပြန် manager scan ရှိတယ်ပေါ့နော်။ဆိုတော့ manager လုပ်တဲ့ရလဒ်ပေါ်မှာပဲမူတည်ပြီးတော့အလောက်ခန့်လားမခန့်တူလားဆိုတော့ဆုံးဖြတ်သွားမယ်လို့တော့ကြားတယ်ပေါ့နော်။အဲ့တော့ဆိုတော့ဒီမှာစာယူကဒီမှာတွေစောတာဆိုပြီးတော့မှအလောက်ခန့်သွားမလားဆိုတာကိုသူတို့ဆုံးဖြတ်မယ်လို့ကြားတယ်ပေါ့နော်။ဘယ်ပေါ်မှာမူတည်တာလဲဆိုတော့明日のmanager の結果それはりのサロディタイヤもဖြစ်ပါတယ်။ရမယ်ထင်တယ်နော်။ဒါကတော့ဒီဘန်ရဲ့ A ပုံလေးကတော့ဖြစ်ပါတယ်။ Okay じゃあ3番です。申し込み者数間では、ツアーを中止しなければならないかもしれない。その一環ではどうかあればの一環ではလာれဆိုနောက်က အကြောင်းအရာက可能性ကဟာဖြစ်နိုင်ပွဲဒီလိုဖြစ်နိုင်ပွဲရှိတယ်ပေါ့နော်ဒီအပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးဖြစ်နိုင်ပွဲရှိတဲ့အတွက်ကြောင့်ဆိုတော့အများစုကဒီမှာကမရှိတဲ့နိုင်ဆိုပြီးတော့မှတောင်းတာဖြစ်ပါတယ်ဆိုတော့ဘာသာပြန်ကြည့်လိုက်တဲ့အခါကျတော့ရှောက်ထားသူဥယျာဉ်အရေးအတွက်ကိုပြောတာမနော်ရှောက်ထားသူဥယျာဉ်အရေးအတွက်ပေါ်မူတည်ပြီးတော့ဆိုတော့ခီးစဉ်ပေါ့နော်ဆိုတော့ဖြတ်သိမ်းနိုင်ခြင်းရှိတယ်ဖြတ်သိမ်းသွားနိုင်ခြင်းရှိတယ်အဲ့လိုမျိုးပြောစွာဟုတ်ချွရှင်ရှင်းလာခဲ့တယ်ပါနော်နိုင်ကမရှိနေနိုင်ရမယ်တင်မယ်နော်ဆိုတော့အဲ့ဆိုရင်ဒါကအီကန်ဒီဝတုံးထားတဲ့အတွက်ကြောင့်ဒီလိုခဏစေကအာရီဆိုတဲ့တဘောနဲ့တော့တဘောပါโอเคအဲ့ဆိုရင်ဒါကတော့စံပန်နေနေရတော့မှာဖြစ်ပါတယ်အဲ့ဆိုရင်ဆိုတော့ယုံမှန်တဲ့ကြောင်းချပါသေးတယ်နော်ယုံမှန်ကိုကြည့်အောင်ဆိုတော့ဒီမှာလေးအီကန်ဒီဝပဲတုံးထားတယ်နော်ဆိုတော့နောက်ကဒါတော့နိုင်တော့ဆိုတဲ့အားလေးနဲ့တုံးထားတယ်ပေါ့နော်ဆိုတော့ဘာသာပြန်ကြည့်အောင်ဖတ်ကြည့်အောင်支持率以下では今の政権を長くは続かないだろう。それを、အခုထောက်ခံတဲ့ရာခိုင်နှုန်းကိုပြောတာနော်ဆိုတော့အဲ့ဒါအဲ့တော့ထောက်ခံမှုရာခိုင်နှုန်းပုံမူတည်ပြီးတော့မှထောက်ခံမှုရာခိုင်နှုန်းပုံမှာမူတည်ပြီးတော့လက်ရှိဆိုရတာလည်းပဲအချိန်ကြာဆက်လက်ပြီးတော့ဘာလို့မသိရှိနိုင်ဘူးတော့ထင်တယ်ဟုတ်ပြီနော်အဲ့တော့ဘယ်ပုံမှာအခြေခံပြီးတော့ဆိုတော့ဒီစကားပြောတာလဲဆိုတော့ဒီမှာရှိကြည်တဲ့သူပေါ်အခြေခံပြီးတော့ဗောနော်ဆိုတော့ပြောရင်ရှိကြည်တဲ့သူပေါ်မူတည်ပြီးတော့မှလက်ရှိဆိုရတဲ့အချိန်ကြာနေဆက်လက်သွားနိုင်မှာမဟုတ်ဘူးလို့တော့ထင်တယ်လို့ပြောတဲ့သဘောပါသူ့ထောက်ခံတဲ့ရာခိုင်နှုန်းနေလို့ဗောနော်အဲ့တော့ကြာဆက်သွားနိုင်မှာမဟုတ်ဘူးဗောနော်ဒါပြောချင်တာโอเคအဲ့ဆိုဒါကတော့ပထမအဦးဆုံးဆိုတော့ဒီပုံကေတစ်ခုအနေနဲ့ရတော့မှာဖြစ်ပါတယ်အကန်ဒေဝလို့ပြောလိုက်ရင်ဒါအပေါ်မူတည်ပြီးတော့ပြောမယ်ဆိုရင်ညီရွတ်တယ်ပါညီရွတ်တယ်ကจิตายကဘာရီจิตายကကိမာရီဆိုရလေးနဲ့မှတ်ထားရပြီဆိုတော့เนาะအဲ့တော့ခုနကဆိုပြောလို့ပဲအကန်ဒေဝပါလာတယ်ဆိုရင်ခါတော့ထဲကအာရုံမလို့လိုက်တဲ့သဘောနဲ့တွားတာဖြစ်ပါတယ်ဒါကတော့ပြန်ရှင်းပြထားတဲ့သဘောပါအောင်ပါเนาะအပေါ်မှာဆိုပြောထားတဲ့တိုင်းနားလေးတွေဆိုရင်တော့ရโอเคဒါကတော့一番にရပြီဆိုတော့2番လေးဆက်သွားကြည့်အောင်โอเค2番ကခေါင်းစဉ်3မျိုးရှိတယ်ဒါကတော့3နာချင်းတူတူပါပဲเนาะဆိုတော့3လို့ရတယ်一貫ဆိုတော့ဖတ်ကြည့်မယ်နော်一貫に関わらず一貫によらず一貫を問わずによらずに関わらず一貫ရှိမှ一貫にဆိုတာထည့်လိုက်ရုံပဲပေါ့နော်အဲ့တော့အဓိပ္ပာယ်ပါလဲပေါ့ဆိုတော့မှတ်ရအောင်အဓိပ္ပာယ်ကအရှင်းပဲနော်နိုင်ရိုအကြောင်းအရာပါနော်အရေးအကြောင်းအရာတို့မဟုတ်ဆိုတော့ဂျိုးထိုင်အခြေအနေတို့မဟုတ်ခက်က result ကနိကန်ကေနကုပတ်သက်ဆက်နိုင်မှုမရှိဘူးအဲ့တော့ဒီလိုအခြေအနေပေါ့တခုဒီလိုအကြောင်းအရာတခုဒီလို result တခုကပတ်သက်ဆက်နိုင်မှုမရှိဘဲနဲ့အနောက်ကအကြောင်းအရာကဘာမှလွှမ်းမိုးမှုမရှိဘူးလို့ပြောဘလို့ပဲဖြစ်ဖြစ်ဒီလိုတော့လွှမ်းမိုးမှုကဒီလိုရှိနေပါတော့ဒါကိုပြောချင်တာအဲ့တော့ရှေ့ကဒီအကြောင်းအရာအခြေအနေ result နဲ့မသက်ဆိုင်ပြောတဲ့သဘောပါအဲ့ဆိုတော့ဒီမှာဆိုရင်あることの成立には関係ない営業はない営業ဆိုတာလွှမ်းမိုးမှုမရှိဒါကယဉ်ကျေးမှုနဲ့ဆိုတော့သုံးတဲ့အခါမှာဒီဘုံကေကိုဆိုတော့သုံးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့မြန်မာလူမျိုးကကျတော့ဆိုတော့ဘယ်လိုမှတ်ပြန်လဲဆိုတော့ကဘယ်လိုပဲဖြစ်နော်ကဘယ်လိုပဲဖြစ်အနောက်ကတော့လွှမ်းမိုးမှုမရှိဘူးအနောက်ကတော့ပတ်သက်ဆက်နေမှုတော့မရှိဘူးဒီတိုင်းပဲသွားနေတာပဲအဲ့တော့ဘယ်လိုပဲဖြစ်နင်းနေဟိုဘယ်လိုပဲဖြစ်နေပြီစီနောက်ကဒီတိုင်းပဲသွားမှာဒါပြောချင်တာနားလည်မယ်ထင်တယ်ဆိုတော့အဲ့တော့ဘယ်လိုပဲဖြစ်ပေါ့နော်ဆိုတော့ဘာသာပြန်ပို့ပြီးတော့မှန်တယ်ထင်ပါတယ်โอเคအဲ့ဆိုရင်စပြီးတော့ကြည့်အောင်ဆိုတော့ like တဲ့ကျေးဇူးစုခုအနေနဲ့ကကျတော့နောင်တော့လိုက်ပါမယ်နော်ဆိုတော့ရှင်းတယ်နောင်တော့လိုက်ပါမယ်ဆိုတော့ဖတ်ကြည့်အောင်โอเคဆိုတော့一番မှာနော်
OK ဒီမှာကြည့်လိုက်မယ်နော်ဆို一貫に関わらずတုံးထားပါလေ内容の一貫に関わらず個人情報の問い合わせにはお答えしておりませんဆိုတော့ဒီဟာနဲ့ဒီပေါ့နော်ဆောက်ပါလာပြန်လိုက်မယ်ဆိုရင်မေးမြန်းလာတဲ့အကြောင်းအရာကဘလို့ပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာမျိုးပဲဖြစ်ဖြစ်ပေါ့နော်မေးလာတဲ့အကြောင်းအရာကဘလို့ပဲဖြစ်နေဖြစ်နေဘာလဲဆိုတော့ကိုကြီးကိုသာအချက်လက်တွေနဲ့ပတ်သက်တဲ့မေးခွန်းတွေဆိုရင်တော့ကျွန်တော်တို့မဖြေဘူးလို့ပြောတာမဖြေချပေးပါဘူးလို့ပြောတာပေါ့နော်ဆိုတော့မင်းမေးလာတဲ့မေးခွန်းဘလို့ပဲမေးလာဘလို့ပဲဖြစ်ဖြစ်ဒီနောက်ကဆိုတော့လွှမ်းမိုးမှုမရှိဘူးသူတို့ပြောချင်တာကကိုကြီးကိုသာအချက်လက်တွေအားလုံးဆိုရင်တော့သူတို့အနေနဲ့မဖြေဘူးလို့ပြောတာやめてね、そら、の。そういう2番にさ、とはじゃ明日の試合の結果に一貫によらず、優勝できるないことは決まってしまった。その、ဒီကြောင့်ရကတော့影響しないもの影響はないဆိုတဲ့ဟာလေးနဲ့တော့မှတ်ရမယ်သူရဲ့ရှေ့မှာဒီမှာကမနဲ့ပြန်ပြိုင်ပွဲရဲ့ရက်လက်ကိုပြောတာနော်မနဲ့ပြန်ပြိုင်ပွဲရဲ့ရက်လက်ကဘယ်လိုပဲဖြစ်ဖြစ်ပြောပါစေနော်အဲ့တော့မနေ့ပြန်ရေးရလက်ကဥမာမိအမှတ်တွေလမ်းပြန်ပြီးတော့ရနေပါစေဒါမှမဟုတ်အမှတ်တွေနည်းနည်းပဲရနေပါစေအဲ့ဒီဟာနဲ့မဆိုင်ဘာလဲဆိုတော့ချန်ပီယံဖြစ်နိုင်မှာမဟုတ်တဲ့ဟာကတော့အပိသက်ဆုံးဖြတ်ပြီးသားပါတဲ့ချန်ပီယံတယောက်အနေနဲ့နိုင်ဖို့ဆိုတာချန်ပီယံတယောက်အနေနဲ့မဖြစ်လာနိုင်မဖြစ်ဘူးဆိုတဲ့ဟာလေးကဆုံးဖြတ်ထားပြီးသားရလားအဲ့တော့ဒီဟာကကျတော့ရှိပြီးသားသင်ရှိမှာဘလို့ပဲဖြစ်နေပါစေနောက်ကတော့影響はないနော်လွှမ်းမိုးမှုရှိမှာမဟုတ်ဘူးလို့ပြောတဲ့သဘောဖြစ်ပါတယ်။ရမယ်တင်မယ်နော်။ဒါကိုပြောချင်တယ်။ Okay အဲ့ဆိုရင်ဆိုတော့3番にဆက်သွားကြည့်အောင်။3番ရဲ့ပုံကေကဖတ်ကြည့်မယ်နော်။当社は学歴、年齢、過去の成績の一貫を問わず、初任給は一律だ。初任給ရဲ့သဘောတရားကဆိုခဏလေးအဲ့ဒါမပြောခင်မှာဒီဟာကကျတော့影響はないဒီတိုင်းပဲရှိနေမှာအဲ့တော့ရှိမှာဘလို့ပဲဖြစ်နေပါစေနောက်ကကြတော့ဒီတိုင်းပဲနော်ဘလို့ပဲဖြစ်ဖြစ်ရှိဒီဟာဘလို့ပဲဖြစ်နောက်ကကြတော့ဒီတိုင်းပဲသွားမယ်ဆိုတော့အသေးပေကကျွန်တော်တို့ဘလို့ရင်တက္ကသိုလ်ဖြစ်နေအဲ့တော့ကျွန်တော်ကုမ္ပဏီ sorry နော်ဆိုတော့ရုံကုမ္ပဏီကျွန်တော်ကုမ္ပဏီမှာဆိုရင်ねကိုယ့်ရဲ့ပညာရေးနောက်ကကကလေးကြီးသို့မဟုတ်အသက်အရွယ်နန်းနေသို့မဟုတ်過去の成績ရေကင်းကကိုရခဲ့တဲ့အောင်မြင်မှုတွေပေါ့နော်ကိုအောင်မြင်မှုရခဲ့တဲ့အရာမျိုးတွေဘလို့ပဲဖြစ်နေဘလို့ပဲဖြစ်အစပိုင်းဝင်လာတဲ့လူဆိုရင်တော့လာစားကအားလုံးကတော့အတူတူပဲတတ်မှတ်ထားတယ်လို့ပြောတာဒါသမားထေပဲလို့ပြောတာမင်းအနေနဲ့တက်ပဲကြည့်ရင်ကရိုင်းတော်ပြီးတော့မှအရင်ထက်မြက်လာခဲ့တာပဲဖြစ်ပညာရေးနောက်ခံဘလို့ပဲမြင့်ပေါ့နော်ပထမဦးဆုံးဒီကုမ္ပဏီကိုစဝင်တဲ့လူကတော့တသမတ်ထဲပဲဒီလာစားပဲရတာဒါကိုပြောချင်တာပြီးမှကိုယ်စူးစမ်းပြီးတော့လာစားချိန်လို့ပေါ့နော်ဒါကတော့ပြောမှဆို AQ1 night နောက်ကအကြောင်းအရာ AQ1 night ရှေ့ကဘလို့ပဲဖြစ်နေပါစေအနောက်ကတော့ခံကေနာကု AQ1 night ဆိုတဲ့ဟာလေးကိုစောင့်မှတ်ထားရင်ဒီပုံကေတုံးလို့ရတယ်အဲ့ဒါဆိုနားလည်မယ်ထင်တယ်ဘလို့ပဲဖြစ်ရှေ့ကအကြောင်းအရာဘလို့ပဲဖြစ်နေအနောက်ကတော့လွန်မှုမရှိဘူးပတ်သက်ဆက်နေမှုမရှိဘူးသူတို့တတ်မှတ်ထားဒီတိုင်းပဲတွားတဲ့သဘောပေါ့နော်အဲ့တော့အဲ့ပုံစံဆိုတော့3ခြင်းနေဆိုရင်ဒီပုံကေကိုဆိုတော့မှတ်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်ဆိုအခုနှစ်ခုရသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာလေဒီတိုင်းပဲအတနီは栄養されないことを表す文が来るってအောင်ဆိုခုနပြောလိုမျိုးပေါ့နော်နောက်ကအကြောင်းအရာကကျတော့သူနဲ့လွန်မှုရှိတဲ့စာကြောင်းအနေနဲ့ပဲတုံလိုက်တယ်ပေါ့နော်ဒါလေးမှတ်ထားရပါပြီโอเคအဲ့ဒါဆိုရင်3番လေးဆက်သွားကြည့်မယ်3番がおものともものとも絶だもんなおものとも絶にがကြတော့သူကကွင်းစကွင်းပိတ်နဲ့ပေးထားတဲ့တကြောက်တုံးလဲရတယ်မထည့်လဲရတယ်ထည့်လဲရတယ်ပေါ့နော်ဆိုတော့おものとも絶おものとも絶ဆိုတော့နည်းနည်းတော့ဘယ်လိုပြောမလဲရှာထောက်တယ်ပေါ့နော်ဒါနည်းနည်းလေးတော့တတိထားပြီးတော့ဖတ်ပြီးတော့ဆိုတော့အဲ့တော့သူ့ရဲ့အသေးပေကိုဆိုတော့ကြည့်လိုက်တဲ့အခါကျတော့ဒီမှာပေါ့နော်ပေးထားတာကနိမကင်နိုင်တဲ့နောက်ကအကြောင်းအရာကそれを乗り越えて行動するအဲ့ဒါလေးဆိုတော့မှထားရတယ်ပေါ့နော်ဆိုတော့အကြောင်းအရာတစ်ခုကပုံမှန်ပေါ့နော်ဆိုတော့အရှုံးပေးရမယ့်ကိစ္စတစ်ခုကိုသူ့အနေနဲ့အရှုံးမပေးဘဲနဲ့ကိုဆက်လက်ပြီးတော့ရင်ဆိုင်ကြော်လွှားတဲ့အခါမှာရင်ဆိုင်ကြော်လွှားပြီးတော့လှုပ်သွားတဲ့အခါမှာသုံးတာကြားလားဆိုတော့ပြောမယ်ဆိုရင်ဒီမှာရေးထားတယ်ပေါ့နော်ဆိုတော့မြင်ရမယ်တဲ့ဒီမှာဆိုရင်そうパッチ見そう普通ならという障害に気持ちが負けてしまうのにそれを乗り越えて行動するပုံမှန်ရေဘူးရပုံမှန်ဆိုရင်တော့ဆိုတော့ကိုယ့်ရဲ့ဒီ障害နော်ထိခိုက်နစ်နာဆုံးရှုံးမှုအနေနဲ့စိတ်ကဘယ်လိုဖြစ်မလဲဆိုတော့ရှုံးပေးရမယ့်ဟာဖြစ်နေရင်လည်းသူအရှုံးမပေးဘဲနဲ့အဲ့ဒါကိုကြော်လွှားပြီးတော့လုတ်သွားတာပြောတာအဲ့ဒါကြောင့်ဆိုတော့ဒီနေ့ကိုအရှုံးမပေးဘဲနဲ့ဘယ်လို
ကိုအရှုံးမပေးဘဲနဲ့ရင်ဆိုင်ကြော်လွှားနိုင်တယ်ဆိုတဲ့ဟာလေးတုံးတဲ့ကြောင့်ဆရာတော်မြန်မာလူမျိုးမှတ်ရမှာကကိုအရှုံးမပေးပဲဆိုတဲ့ဟာလေးနဲ့ဆရာပုံကိန်းနေနဲ့မှတ်မယ်။ရတယ်။အဲဆိုဒီပုံကိန်းလာတယ်ဆိုရင်ကိစ္စတခုဒီအကြောင်းအရာတခုကပုံမှန်လူတယောက်ဆိုရင်ဖူးသူနေနေဆိုရင်တော့တွေးကြည့်ရင်တော့ရှုံးပေးရမယ့်ကိစ္စ market dish ပေါ့ဟုတ်တော့နော်။ဒါပေမဲ့အဲ့ဒါကိုရှုံးမပေးဘဲနဲ့ဆိုတဲ့ဟိုတော့ဒီကိုယ်တိတ်ကိုတော့ဆိုတယ်။ဒါကိုပြောချင်တာ။ Okay အဲဆိုရင်ဆရာတော်ကြည့်အောင်ပြီးရင်နောက်တစ်ခုက like တဲ့ဟာကကျတော့ဆိုတော့ဒီ noun ပေါ့နော်ဒီမှာ noun တစ်ခုပဲလိုက်ပါမယ်ဒါတော့လွယ်တယ် okay စာရင်ဆိုတော့ဒီပိုင်းကြည့်အောင်ဆိုတော့okay ဒီမှာနော်ဆိုတော့okay ဒီအကြောင်းအရာကိုရှုံးမပေးဘဲနဲ့နောက်ကအကြောင်းအရာကိုဆက်တိုက်ကြော်လွှားပြီးလုပ် okay စာရင်ဖတ်ကြည့်အောင်彼は体の障害をものともせずに生理欲的に活動している。そのဒီဘေကပါလဲဆိုတော့သူကခန္ဓာကိုယ်မှာရှောကိန်းဆိုတာကလည်းဆိုတော့တကယ်တော့မတန်ဆွမ်းတာပေါ့နော်ခန္ဓာကိုယ်အားနည်းချက်ဖြစ်တယ်ပေါ့နော်ဆိုတော့သူကခန္ဓာကိုယ်မှာလေမတန်ဆွမ်းဖြစ်နေတာဟိုအရှုံးမပေးပဲပေါ့နော်ဆိုတော့တက်ကြွနဲ့ကိုလှုပ်ရှားလုပ်ကိုင်နေတယ်လို့ပြောတဲ့သဘောပါစေရီယောကတကင်းကြီးအတုံခွန်ဆိုင်အနေနဲ့တက်ကြွနဲ့ကိုလှုပ်ရှားလုပ်ကိုင်နေတယ်ဒါပြောမှဆိုရင်တကယ်တမ်းကသူမတန်ဆွမ်းဖြစ်နေတာဆိုတော့ပုံမှန်လူတယောက်တွေးကြည့်ရင်တော့ဒါရှုံးပေးရမယ်မကေရီကိုတော့ဒါသူမကေနိုင်တဲ့ဆိုတော့ဒီ Noriko လုပ်ပြီးတော့မလုပ်သွားတာစေရီယောကတကင်းကြီး活動しているဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်သူရဲ့ရှေ့မှာကရှောဂိတ်ကကျတော့နောင်ပုံစံနဲ့တုံးတဲ့ပုံဖြစ်ပါတယ်ရပြီနော်ဆိုတော့ okay ဒီဘန်းအနေနဲ့ဆိုတော့ဆက်သွားမယ်။အိုမိုနိုတိုမိုတက်စ်နဲ့တွေ့ပြီဆိုတော့ဒီမှာသူရဲ့ရှေ့မှာကဖတ်ကြည့်မယ်နော်ဆိုတော့ဆိုတော့ဖတ်ကြည့်မယ်နော်母は強かったがんの、宣伝をさ宣告をものともせず最高まで明るく振る舞ったってことやがတကယ်တမ်းကကျတော့လေဒါပြုမှုဆောင်ရွက်သွားတာပေါ့နော်ပြုမှုနေထိုင်သွားတယ်ဆိုတော့ဒါကလူတယောက်ရဲ့စိတ်ကစုဆိုရင်တော့ဒါဖရမတ်တာပေါ့နော်ဆိုတော့တိဘေကအမေကသူတမန်ခဲ့တယ်ပေါ့နော်ဆိုတော့အမေကတည်းကတမန်ခဲ့တယ်ဘာလို့ဆိုတော့ကင်ဆာရောဂါဖြစ်တယ်ဆိုတဲ့အကြောင်းကြားချက်ကိုတော့သူအရှုံးမပေးဘဲနေပေါ့နော်သူကင်ဆာဖြစ်တယ်ဆိုတာစာသိတဲ့အချိန်ပေါ့နော်ဒါအကြောင်းကြားလာတဲ့ဟာကိုအရှုံးမပေးဘဲနဲ့ဒီစိုက်ကိုရတဲ့တွေကနောက်ဆုံးကြည့်လို့စိုက်ကိုမှလည်းနောက်ဆုံးအထိနောက်ဆုံးတကယ်တမ်းကိုကဒီဟာကအချိန်ကာလရည်ညွှန်းခြင်းတဲ့ကြောင့်အသက်ဆုံးသွားတဲ့အချိန်ထိပေါ့နော်တက်ကုံဆုံးသွားတဲ့အချိန်ထိကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြုမှုနေထိုင်သွားခဲ့တဲ့စိတ်ပဲဖြစ်ပါတယ်။အဲ့ဒါဆိုတော့နားလည်မယ်တင်နော်။ Okay အဲဆိုရင်ရမယ်တင်ပါလေ။အဲဆိုရင်3番လေးဆက်သွားကြည့်အောင်။ Okay 3番がဒီမှာဆိုရှာကြည့်မယ်။ဟုတ်မလို့友達にတွေ့ပြီ။ဆိုတော့ဖတ်ကြည့်မယ်နော်ဆိုတော့隊員たちは危険をものともせずに、行方不明の人を捜索を続けた。ဆိုတော့ထိုင်းရင်းရဲ့အဓိပ္ပာယ်ကဆိုတော့ဒီဘယ်လိုပြောမလဲဆိုတော့တပ်ဖွဲ့သားတွေပေါ့နော်တပ်ဖွဲ့ဝင်တွေအဲ့လိုမျိုးပြောတပ်ဖွဲ့ဝင်တွေကလေအန်ဒီရေတွေတော့ရှုံးမပေးဘဲတော့ပေါ့နော်အန်ဒီရေတွေတော့ရှိတယ်ဒါပေမဲ့သူတို့ရှုံးမပေးဘဲနဲ့ဘာဖြစ်လဲဆိုတော့ပျောက်ဆုံးနေတဲ့လူတွေသူကဆက်လက်ရှာဖွေနေခဲ့တယ်စိုးသက်ကုဆိုတာကပျောက်နေတဲ့အယူလူတွေရှာတာပေါ့နော်စိုးသက်ကုသစကီတာဆိုဆက်လက်ရှာဖွေနေခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာဖြစ်ပါတယ်မန္တလေးဆိုရင်ဒီအန်ဒီရေဆိုရင်တော့သူတို့ကပုံမှန်ဆိုတော့ဆိုတော့ရှုံးပေးရမယ့်ကိစ္စတစ်ခုနော်သူတို့ရှုံးမပေးဘဲနဲ့ဆက်ပြီးတော့ကြော်တော့ပြီးလုပ်တော့ပျောက်နေတဲ့လူကဆက်လက်ရှာဝင်နေခဲ့တယ်ပေါ့နော်ဒါပြောချင်တာအဲဆိုရင်ဆိုတော့ဒါ3番にね、大物ともせずにされたボディアが、何々負けないで、そういうのまあ、ショーマンビビネもな、またやれ。その、アミャズがそのどんやらが、障害になる状況を表す言葉にね、どんやれでじゃ、台風里面難ဖြစ်နေရတဲ့病気ယောဂခိခင်စပ်အန်ဒီလေးစသဖြင့်ပေါ့နော်ဒီနည်းနည်းလေးဒီပုံမှန်လူတယောက်အနေနဲ့ကြည့်နေဆိုရင်ဒီတော့ကတွေရှုံးပေးရမယ့်ကိစ္စတွေနဲ့လိုက်တဲ့ဟာနေများတယ်ပြီးရင်နောက်တစ်ခုကဆိုတော့全体としてအလုံးဆိုတော့ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်ねさ人などの勇敢လေးပဲ勇敢ဆိုရေစွမ်းတတ်တယ်နော်လူတယောက်ရဲ့ရေစွမ်းတတ်တယ်နဲ့ဒါမှမဟုတ်ဆိုဟိုမဲတွေဆိုတာချီကျူးတဲ့ပုံစံနဲ့လိုက်တယ်ပြီးနောက်ဝါရှာချီရှင်တော့ကတော့ကောင်းလိုက်ပြောသူကသူကိုယ်တိုင်ကိုယ့်ရဲ့ကိစ္စကိုယ့်အကြောင်းအရာနဲ့မတုံးရတော့ဘူးเนาะတစ်ဖက်ကိုရည်ညွှန်းခြင်းတဲ့ပုံစံနဲ့ပဲပြောပြရမှာဖြစ်ပါတယ်ဒါလေးတော့ဆိုတော့နည်းနည်းမျိုးမှတ်ပေးရမှာเนาะโอเคရမယ်ထင်တယ်အဲဆိုရင်တော့ဒါကတော့3番နေနဲ့ရတော့ပြီဆိုတော့4番လေးဆက်သွားကြည့်အောင်โอเค4番本系がじゃろခေါင်းစဉ်ကအိုရောက်ဆုံးနေ
ဩယောဇုန်ကြီးနော်ဩယောဇုန်ကြီးသဘောတရားကအဓိပ္ပာယ်ဆိုတဲ့ချက်ကြည့်အောင်အဓိပ္ပာယ်ကဒီမှာဆိုရင်ဟောကိနေရှိနိုင်တဲ့ပြောမယ်ဆိုစိတ်ထဲမထားဘူးမရှိတဲ့ဆိုတာက neglect လုပ်တယ်ပေါ့နော်ဂယုမစိုက်တာပေါ့နော်လုပ်ချင်တယ်လုပ်တယ်အဲ့လိုမှလည်းရဒီဘုံခေကဘဒုမှာဖတ်ကလို့တော့ပေါ့နော်ပေါင်းကြတဲ့လူတွေလည်းဖတ်မလို့ဘူးကိုယ်တိုင်လုပ်ချင်တယ်လို့လုပ်သွားတဲ့ပုံစံပြောတာနည်းနည်းလေးမှကိုဂယုမစိုက်ပဲနဲ့လုပ်ချင်တယ်လုပ်သွားတာအဲ့ဒါကိုဆိုတော့အော်ယောဇုန်ကြီးနဲ့မှတ်ပါမယ်နော်ဆိုတော့အဲ့တော့ကိုယ်တော်ဂယုမစိုက်ပဲနော်အဲ့ဆိုမြန်မာလိုမျိုးကြတော့ဒီလိုကိစ္စကိုတော့ဂယုမစိုက်ပဲနဲ့ကိုယ့်ကိုလုပ်သွားတဲ့သဘောပေါ့နော်ဆိုတော့ခိုင်ကတာအနေနဲ့တောင်းတဲ့သဘောကဆိုရင်ရေးထားပေးတယ်ဝ自分とは無関係であるかのように少しも気にしないで行動するကိုယ်တိုင်နဲ့လုံးဝမသက်ဆိုင်တဲ့ပုံစံလိုမျိုးနည်းနည်းလေးမှဂယုမစိုက်ပဲနဲ့ပြုမှုဆောင်ရွက်သွားတာပြောတာခုနပြောလို့မျိုးဂယုမစိုက်ပဲလုပ်ချင်တာလုပ်သွားတာပြောတာနော်အဲဆိုရင်ဆိုတော့အော်ရောစနေမှလို့ရပါတယ်အဓိကဆိုပြောလိုက်ခဲ့တဲ့ကနည်းနည်းတော့ဘယ်လိုပြောမလဲ negative ဆန်နေပေါ့နော်နည်းနည်းလေးမကောင်းတယ်လို့လိုက်တာများပါတယ် okay အဲဆိုရင်စပြီးတော့ကြည့်အောင်ဆိုတော့သူရဲ့ရှိမှာကနောက်ပဲဆိုလိုက်ပြရဖြစ်ပါတယ်နော်နောက်ပဲလိုက်ပြရမှာဖြစ်ပြီးတော့မာဝါဒီနိုဂျိုပြောအာရဘツခုတဘာနိツကအဲ့တော့နီနာပဝန်းကျင်နဲ့ပတ်သက်တဲ့အခြေအနေနီနာပဝန်းကျင်အခြေအနေနဲ့ပတ်သက်တဲ့စကားလုံးတွေနဲ့လိုက်များတယ်ဒါလေးတော့သိရမယ်ဥပမာပဝန်းကျင်ပြောနေတာဂယုမဆိုင်ပဲနေသူလုတ်ချင်တဲ့အားတွေပဲလုတ်တော့တာပေါ့နော်ဒါပြောချင်တဲ့သိပေးပါပြီးတော့あとにはその状況を無視したような行動を表す文が来るအဲ့တော့နောက်ကကိစ္စအကြောင်းအရာကကြတော့တဲ့အဲ့ဒီအခြေအနေကိုသူက neglect လုပ်တဲ့ပုံစံပေါ့နော်ဆိုတော့အဖတ်မလုပ်တဲ့ပုံစံနေနဲ့လောက်သွားတဲ့အခြေအနေနေနဲ့လိုက်တယ်နောက်တစ်ခုကကိုသူကိုယ်တိုင်မသုံးဘူးဆိုတော့ကိုယ်တိုင်မသုံးတော့ကျွန်တော်ကလေဒီဟာကိုယူမဆိုင်ပဲနဲ့လောက်ချင်တယ်လောက်သွားမသုံးပဲနဲ့သူတယောက်ကိုရည်ညွှန်းချင်တာအမှခါတဲ့あの子とも彼女家族ဘာတကူခုပေါ့နော်ရည်ညွှန်းတဲ့အခါပဲဒီကတောင်းနေပြီးရင်နောက်တစ်ခုက全体としてအလုံးဆိုတော့ဒီစားကြောင်းရဆိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်အားတင်သွားတဲ့အခြေအနေ၃ညတွေအကိလေတွေနော်အားတင်သွားတယ်နောက်တစ်ခုကခံတန်းしたことခံတန်းရဲ့သဘောတရားကဆိုတာထိလန့်အော်တာနော်ထိလန့်အော်တို့ကြီးဖြစ်သွားတာပေါ့နော်ပြောမယ်ဆိုအဲ့လိုမျိုးအခြေအနေမှာ၃ညတယ်ပေါ့နော်ဆိုတော့ဒါလေးတော့သိထားပါမယ်โอเคအဲ့ဆိုရင်ရပြီဆိုတော့လေးပုံစာရအောင်โอเค一番ကနေစကြည့်အောင်一番ကနေစမယ်ဆိုတော့ခဏလေးကျန်နေပါโอเคを4つにそのမြင်သွားပြီ OK それをファジメの家族の新聞を4つに子供はそれで言います退院したその日から友達と遊びに出かけたအဲ့တော့မိသားစုစိတ်ပူနေတာဂယုမဆိုင်တာဒါကိုအဲ့လိုမျိုးဆိုတော့ဘာသာပြန်မယ်နော်မိသားစုစိတ်ပူနေတာကိုဂယုမဆိုင်ဘူးနော်家族の新聞を4つにကိုလုံးဂယုမဆိုင်ပဲနဲ့ကလေးရပါလဲဆိုတော့စေးရုံကနေဆင်းတဲ့နေ့အဲ့ဒီနေ့ကနေစပြီးတော့တငယ်ချင်းတွေနဲ့ကစားဖို့အပြင်ထွက်ခဲ့ပါလေโอเคအဲ့တော့အဲ့ဒီကလေးရပါနော်အဲ့ဒီကလေးပြောနော်ကလေးကဒီစေးရုံဆင်းတဲ့နေ့ကနေစပြီးတော့သူ့တငယ်ချင်းတွေနဲ့ကစားဖို့ထွက်သွားခဲ့တယ်မိသားစုစိုးရိမ်နေတာစိတ်ပူနေတာကိုဂယုမဆိုင်တာဒါပြောချင်โอเคအဲ့ဆိုရင်ရမယ်ထင်တယ်နိဗ္ဗာန်ဆက်သွားပါမယ်။အော်ရောစုံဆိုတော့မြင်သွားပြီဆိုတော့နောက်ဒီဟာပေါ့နော်ဆိုတော့ okay ဘာကယူမဆိုင်တာလဲပေါ့နော်ဆိုတော့အဲ့တော့住民たちのその抗議行動だんだん抗議行動を4つにダムの建設計画が進められている okay တိတ်ပေကမှလဲဆိုတော့ဒေတာခံပြည်သူတွေရဲ့စန့်ကျင်ဆန္ဒပြုလုပ်နေတာပေါ့နော်စန့်ကျင်ဆန္ဒပြမကြိုက်ဘူးပေါ့နော်ဒါဆန္ဒပြခိုးငီလုပ်တာပေါ့ခိုးငီခိုးတော့ရောစုံနေဆိုတာကဆန္ဒပြနေတာကိုယူမဆိုင်ဒေတာခံပြည်သူတွေရဲ့ဆန္ဒစန့်ကျင်တဲ့ဆန္ဒပြနေတာကိုယူမဆိုင်ပဲနဲ့ဆယ်ဆောက်လုပ်တာပေါ့နော်ဆယ်တိဆောက်ရေးစီမံကိန်းကိုသူတို့ဆက်ပြီးတော့လုပ်နေတယ်လို့ပြောတာရပြီနော်အဲ့တော့ဒီဟာကိုတော့ယူမဆိုင်ပဲနဲ့လုပ်ချင်တယ်လို့ပြောတာဆယ်တိဆောက်တဲ့စီမံကိန်းတွေကိုဆက်ပြီးတော့လုပ်နေတယ်โอเคဒါပြောတာဖြစ်ပါလိမ့်အဲ့ဆိုရင်နောက်တစ်ခုဆို3番ဆက်သွားပါမယ်3番ကအိုယောဇွန်နေဆိုတော့မြင်သွားပြီဆိုတော့ဘာကယုံဆိုင်တာလဲပေါ့နော်ဆိုတော့ဒီမှာကြည့်အောင်ဒီမှာโอเค彼は周囲の人たちの不安っていうနော်ဆိုတော့အဲ့တော့ပြောမယ်ဆိုရင်သူကပေါင်းကြံလူတွေစိုးရိမ်နေတာကိုယုံဆိုင်ပဲနဲ့ဘာဖြစ်လဲဆိုတော့ဖုတတာဘီဆိုတော့နောက်တစ်ခေါက်ပေါ့နော်戦地の取材に出発していたအဲ့တော့နောက်တစ်ခေါက်စစ်ပွဲဖြစ်ပွားနေတဲ့ data ကိုပေါ့နော်သတင်းယူရန်ထပ်ပြီးတော့ထွက်ခွာသွားခဲ့တယ်ပေါ့နော်ပြောမယ်ဆိုတော့ပေါင်းကြံလူတွေမသွားနဲ့ပေါ့နော်စိုးရိမ်နေတာအဲ့ဒါကိုယူဆိုင်ဘူးစစ်ဖြစ်တဲ့နေရာနောက်တစ်ခေါက်ထပ်ပြီးတော့သတင်းယူဖို့ထွက်သွားခဲ့ပါလေလို့ပြောတဲ့သဘောမှာရမယ်ထင်တယ်ဆိုတော့အဲ့တော့ဒါဒီကိစ္စတစ်ခုပြီးမဆိုင်ပဲနဲ့နောက်ကလောက်သွားတာပေါ့နော်ဒါကိုပြောတဲ့သဘောပါโอเคရမယ်ထင်တယ်အဲ့ဆိုရင်ဆိုတော့ဒါကတော့
ရုံးပန်းကြီးပုံကြီးအနေနဲ့ထပ်ပြီးတော့ရတော့ဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်မယောနေပေါ့နော်ဒါတော့အော်ရောစုံလေးကကျတော့ဆိုတော့မရှိတဲ့နော်တနက်ကလေးလုတ်ပြီးတော့ဂယုမဆိုင်ပဲနဲ့လောက်သွားတဲ့ပုံစံနဲ့တုံးတဲ့သဘောပါโอเคအဲ့ဆိုရင်ဆိုတော့နောက်ဆုံးဒါကတော့နာရာယိဇာရှိနာနာရာယိဇာရှိရာဇโอเคနာရာယိဇာရှိရာဇโอเคဆိုတော့နည်းနည်းတော့ထပ်တယ်နော်ဒါစကားနည်းနည်းတတိထားအဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကဆိုတော့ချက်ကြည့်အောင်အဓိပ္ပာယ်ကနည်းနည်းလေးတော့သူစမ်းနေသွားကြတော့လေဘာလဲဆိုတော့နွန်ဘိုင်းနာရာဝါကာရကဆိုတဲ့ဟာလေးနဲ့မှတ်ပါပေါ့နော်အဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့ဒီမှာဆိုရင် sky ကတ်တာနေနဲ့တုံးထားတယ်မှာဆိုတော့ဒီမှာရေးထားပေးတယ်ဘာလဲဆိုတော့နာရာそうかもしれないが全く違う状況なのだから結果も違うဒါတော့နည်းနည်းဟိုဘာတိုက်ရိုက်ပါလာပြန်ရင်ဘာလဲဘာပြောတာလဲပေါ့နည်းနည်းခက်ကောင်းခဲနိုင်တယ်ဒီမှာစာရေးတာပို့ရှင်းမယ်ဖြစ်တယ်ဆိုတော့ဒီလိုအခြေအနေဆိုရင်နားလေလို့တော့ရတယ်ဆိုပေမဲ့အခုအခြေအနေကတော့မဖြစ်သင့်ဘူးလို့ပြောတာရတာဆိုအဲ့တော့ဒီလိုဖြစ်ရင်တော့နားလေလို့ရပြီမေဆိုတဲ့အဓိပ္ပာယ်နဲ့ဆိုတော့မှတ်မယ်ဒီလိုဖြစ်ရင်တော့နားလေလို့ရပြီမေဆိုတဲ့ဟာဘာလဲဆိုတော့ဥပမာဆိုတော့ပြောမယ်ဆိုမလို့ဒီဈေးတက်တာနဲ့ပေးထားရင်နေဆိုရင်တော့နားလေလို့ရပြီမေအခုဈေးကြီးပေးပြီးတော့မှရတာလေဒီရလာတဲ့ဒီဘယ်လိုပြောမလဲအရာကနည်းနည်းလေးပဲရှိတဲ့အခါကျဆိုလို့နေနေခွင့်မလို့နိုင်ဘူးသဘောမကျနိုင်เนาะဒါကိုပြောချင်ဒီလိုဖြစ်ရင်တော့နားလည်လို့ရတယ်ဒီလိုအခြေအနေဖြစ်မယ်ဆိုရင်တော့နားလည်လို့ရတယ်ဆိုပေမဲ့ဒီလိုဖြစ်တော့လို့ဆိုလို့နေနေမဖြစ်သင့်ဘူးမသင့်တော့ဘူးဆိုတဲ့ပုံစံနဲ့တွားတဲ့သဘောဖြစ်ပါတယ်အဲ့ဒါနားလည်မယ်တင်နော်ဆိုတော့အဲ့လိုဆိုရင်တစ်ချက်ကြည့်အောင်ပြီးရင်စက်စုကုအနေနဲ့လိုက်တဲ့ပုံစံကဘာလဲဆိုတော့now ရေ fix case လိုက်ပေါ့နော်ဆိုတော့ပြီးရင်ဒီကနာအချစ်ချစ်စင်နာတော့လိုက်တယ်တော့ဘလို့နောက်ရောက်ရှိကနာတော့ပြီးရင်ဒီကnow ဆိုရင်နာရေ no ရေတော့ပြရမှာပေါ့နော်နာတော့ okay ဆိုတော့အဲ့ဒါလေးတော့မှတ်ပေးရမယ်နော်ဆိုတော့ okay ဆိုတော့ဖတ်ကြည့်အောင်はいဆိုတော့一番ကနေစာကြည့်ပြီเนาะဆိုတော့ okay ဖတ်ကြည့်တော့တော်တော်လေးတော့ဆိုတော့မြင်တာသွားလိမ့်မယ်ဆိုတော့နာရာယိဇာရှိရာဇတွေ့ပြီဆိုတော့ဖတ်ကြည့်မယ်安いホテルならいざ知らず一流ホテルでこんなにサービスが悪いなんて許せないအဲ့တော့ဈေးသက်သာတဲ့ဟိုတယ်ဖြစ်ရင်တော့နားလည်နိုင်နေဆိုပေမဲ့ဟုတ်လား安いホテルならいざ知らず一流ホテルでတကယ်အဆင့်မြင့်တဲ့ဟိုတယ်တစ်ခုမှာဒီလိုမျိုးညံ့တဲ့စားဝတ်ညတဲ့စားပြီးတော့နော်လုံဆောင်မှုမကောင်းတဲ့ဟာတော့လုံးဝဆိုတော့နေနေယူရစနိုင်လက်မခံနိုင်ဘူးလို့ပြောတာခွင့်မလို့နိုင်ဘူးလက်မခံနိုင်ဆိုတော့ဈေးတက်ဟိုတယ်ဆိုရင်တော့ထားလိုက်တော့ဒါနားလည်လို့ရတဲ့အခြေအနေတစ်ခုအခုအစင်းမြင့်တဲ့ဟိုတယ်တစ်ခုမှလာတဲတဲ့ဟာကြီးက service မကောင်းတဲ့ဟာကြီးကဘလို့မှဆိုတော့လက်မခံနိုင်ဘူးလို့ပြောတာဒါပြောချင်ကြပြီနော်ဆိုတော့အဲ့ဒါဆိုနာရာယိဇာရှိရာဇဆိုတော့ဖြစ်ရင်တော့နားလည်လို့ရတယ်ဆိုပေမဲ့နားလည်နိုင်ပြီဆိုတဲ့အားလေးနဲ့ဖတ်သွားတဲ့သဘောပါ။ Okay ဒီပိုင်းလေးဆက်သွားမယ်။နာရာယိဇာရှိရာဇစာတွေ့သွားပြီ။ဆိုတော့祖父母の代その祖父母の代ならいざ知らず今の時代に手ぬぐいなんてあまり使わないよ。အဲ့တော့အဖိုးဖွားခစ်ဒီမှာဆိုရင်ပေါ့နော်အဖိုးတွေဖွားတဲ့ခစ်ဒီဆိုရင်တော့နားလည်နိုင်နေဆိုပေမဲ့အခုခစ်မှာကြတော့တဲ့လက်ကင်ပေါ်ဟာတကယ်တမ်းቴနုဂိဆိုတာကလေယင်ခစ်ကလူတွေဆိုရင်အခုခစ်ဆိုရင်ဆိုတော့ထောက်တွေလို့ပြောကြတာကိုယင်ခစ်ကလူတွေဆိုရင်ቴနုဂိနဲ့ቴနုဂိလို့ပြောကြလက်ကင်ပေါ်မှာလူမျိုးဟာကြတော့ቴနုဂိဆိုတဲ့စကားလုံးကတော့တိတ်ပြီးတော့မသုံးတော့ဘူးလေရနော်ဖိုးဖွားခစ်ဆိုရင်တော့နားလည်ကောင်းနားလည်နိုင်တယ်ခုခစ်မှာတော့လက်ကင်ပေါ်မှာကိုቴနုဂိလို့ပြောရင်တော့တိတ်ပြီးတော့မသုံးတော့ဘူးလို့ပြောတဲ့သဘောဖြစ်ပါတယ်ရလားအဲ့ဒါနာရာယိဇာစီရာဇโอเคနောက်တစ်ခုဆိုサンマンဆက်တော့မယ်サンマンがヒマラヤ登山をするのならいざ知らずその辺の山行くのにそんなに重装備重装備でなければいけないのかအဲ့တော့ sorry ဟိမာလယ登山လုပ်တဲ့ဆိုတော့ဒီတောင်တက်တာပေါ့နော်ဟိမဝန္တာတောင်ကိုပြောတာပေါ့နော်ဆိုတော့ဟိမဝန္တာတောင်တက်တယ်ဆိုရင်တော့နားလည်နိုင်တယ်ဆိုပေမဲ့တက်မယ်ဆိုရင်တော့နားလည်နိုင်တယ်ပေါ့နော်ဒါပေမဲ့အခုဒီနီးနားမှာရှိနေတဲ့တောင်ကိုပဲတွားဖို့ကတော့ဒီလောက်လေးတဲ့ပစ္စည်းတွေပြောတာနော်ဒီပမာဏလေးတဲ့ပစ္စည်းတွေပေါ့လေးလံတဲ့အထုပ်ပိုးပစ္စည်းတွေနဲ့ဟိုယူဆောင်တွားရတာလားဒီလိုဟိမနာတောင်တက်တယ်ဆိုရင်ထားလိုက်တော့လေးအများကြီးထည့်သွားမှာမလို့လေးတယ်ဒါလက်ခံလို့ရတယ်ဗောနော်နားလည်နိုင်တယ်ဗောနော်ဒါပေမဲ့အခုသွားမယ့်ဟာကနီးနားမှာရှိတဲ့တောင်တော့ပဲသွားမှာဆိုတော့ဒီလောက်လေးတဲ့ပစ္စည်းဟာယူရတာလို့မေးတာနော်အဲ့တော့ဘောမှာရမယ်တင်နေစတော့နော်โอเคဆိုတော့ဒီမှာဆိုရင်ထိုးချောင်းစုの
no 所以哈里呢ဆက်ပေးမှာပေါ့နော်夫子给 no နာရီ在ရှိရ字အဲ့လိုမျိုးလိုက်လို့ရတယ်ပေါ့နော်ပြီးရင် adjective တွေဆိုတော့ no လေးခံပြီးလက်ပြန်ပါမယ်နော် okay အဲ့ဆိုရင်ဆိုတော့နောက်တစ်ခုဆက်တော့ပါမယ် okay နောက်တစ်ခုက okay ဖတ်ကြည့်မယ်နော်ဆိုတော့ချီခဏလေးဒီမှာရှာဒီမှာဝိုင်းလိုက်အောင် okay နာရီ在ရှိရ字တွေပြောပြီးဆိုတော့治療が難しいの習いざ知らずよくある病気ですからそんなに心配することはありませんね。ကုသဖို့ခက်ခဲတဲ့ယောဂဖြစ်ရင်တော့နားလေနိုင်ပေမဲ့ပေါ့နော်ကုသဖို့အရင်ခက်တဲ့ယောဂတစ်ခုဆိုရင်တော့နားလေလို့ရတယ်ဆိုပေမဲ့ရေဘူးရတွေ့တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်ရေဘူးရမကြခဏတွေ့တဲ့ယောဂတစ်ခုဖြစ်တာမလို့အလောက်ကြီးစိုးရင်နေစရာမလိုဘူးပေါ့နော်ရလားဆိုတော့အဲ့လိုမျိုးတော့မယ်ရနော်အဲ့ဆိုတော့အခုဆိုတော့တော့မယ်ဒါနောက်ဆုံးနေနေနာရီစာရှိတဲ့ဆိုပြီးတော့မှထပ်ပြီးတော့နောက်တစ်ခုပေါ့နော်ထပ်ပြီးတော့ရသွားမှာဖြစ်ပါတယ်အဲ့ဆိုတော့ဒီခန်းကဒီ၅မျိုးပေါ့နော်ဆိုတော့ဒီ၅မျိုး okay လေဆိုရင်နော်ရပါတယ်တခါလေကြာရင်ဆိုတော့တစ်ခုရှိတော့နောင်ကကြတော့လေဆိုတော့ဘယ်လိုပြောမလဲဆိုတော့နာတော့တုံးနေဆိုတာနာတော့လို့ခုနကပြောလိုက်တော့ဒါ clearly noun ဆိုရင်တော့ဆိုတော့ဘာမှထည့်စရာမလိုဘူးနော် clearly noun ဆိုတော့လောကရိုးရိုး noun အနေနဲ့ဒီနောင်စစ်ပေါ့နော်အဲ့လိုပြောအဲ့ဒါဆိုရင်တော့ထည့်စရာမလိုနော်ဒါကြောင့်ဆိုရင်ကြည်ပမှန်ခါကျဒီမှာထည့်စရာမလိုနော်โอเคအဲ့ဆိုရင်ရပြီဆိုတော့ okay ဒီမှာဆက်ပြောဝေးကြတော့လေသူကစာကြောင်းရဲ့အဆုံးမှာဆိုအကိရိတာရီဖူမန်ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီအတင်နာတာရေနောက်တစ်ခုကဖူမန်ဆိုစိတ်မကြည်မနဲ့ဖြစ်တဲ့ဖော်ပြချက်နေနဲ့လိုက်တဲ့စာကြောင်းနေနဲ့တောင်းနောက်ကokay ရပြီနော်အဲ့ကြောင့်ဆိုဒီမှာပေါ်မှာကြည်ပန်းရဆိုရင်ဘာလဲဆိုတော့ဟိုဘယ်လိုပြောမလဲဈေးပေါ်တဲ့ဟိုတယ်ဆိုရင်တော့ထားလိုက်ကိုကဟိုတယ်ကြီးရမှာတကယ်ဒီအကြီးကြီးဟိုတယ်တွေမှာတဲတဲ့ခါကျ service မကောင်းတာကျတော့စလို့နေနေခွင့်မလို့နိုင်ဒါဖူမှန်းဖြစ်တာပဲเนาะပြောမယ်ဆိုရင်เนาะမကြည့်မနဲ့ဖြစ်တာပဲเนาะအဲ့တဘောမျိုးပြောတာเนาะ okay ဆိုတော့ရပြီဆိုရင်နောက်ဆိုတော့မတမဲတစ်ချက်ကြည့်အောင်ဒါကတော့စုထားတဲ့သဘောပေါ့เนาะဆိုတော့ဘယ်လောက်ထိအမှတ်မိလဲဘယ်လောက်တစ်ချက်ကြည့်ရအောင်一番がいかんだ、いかんでは、いかんでは、အပေါ်မူတည်ပြီးတော့နိယတေဝနဲ့တော့တုံးလဲနောင်လိုက်တယ်အဲ့တော့လေးပုံနေနဲ့ဇေကိုသူတို့ခေါ်တော့ကဂျွန်ဘီကောင်းတာအောင်မြင်မှုရမရဆိုတာကပြင်ဆင်မှုပုံမှာပဲမူတည်နေတယ်နော်အဲ့တော့ဧကန်နိကကဝရဇဆိုတော့သုံးခုရှိတယ်မှာပြောတော့နော်ဒါကဘလို့ပဲဖြစ်ပေါ့နော်ဆိုတော့တုံးလဲနောင်のတုံးထားတယ်ပေါ့နော်ဆိုတော့ okay နောင်のတုံးထားဆိုတော့内容のဧကန်にかかわらずこの規則は全員に定用適用されるဆိုတော့ဒီဘလို့ကိစ္စဘလို့အကြောင်းအရာဘလို့ပဲဖြစ်ပေါ့နော်အဲ့တော့ဒီစီကံကိုကြတော့အားလုံး member အားလုံးကတော့လိုက်နာကျင့်သုံးရမယ်လို့ပြောတာလိုက်နာပြီးတော့အသုံးပြုရမယ်ဒါတကီရောလုပ်ရမယ်လို့ပြောတာโอเคနောက်တစ်ခုကအိုမိုနိုတိုမိုဇေဇနီဆိုတာကကိုရှုံးမပေးပဲเนาะသူ့ရဲ့ရှေ့မှာနောင်တယ်彼は周囲の反対をもっと友せず新しい事業を対戦したっていう挑戦した挑戦したそうသူကနီနာပတ်ဝန်းကျင်လူတွေရဲ့ကန့်ကွက်နေတာကိုအရှုံးမပေးတာပေါ့နော်ဘယ်လိုပဲသူ့ကိုပြောနေတယ်ဆိုသူအရှုံးပေးတာမျိုးမလုပ်ပင်နဲ့ဒီလုပ်ငန်းတစ်ခုသူစားပြီးတော့မှစိန်ခေါ်ကြည့်ခဲ့တယ်ပေါ့နော်စိန်ခေါ်ခဲ့တယ်နောက်ဟိုရောစွန်ကိုတော်ကိုယူမဆိုင်ပဲ neglect လုပ်လိုက်တာပေါ့နော်လုပ်ချင်တယ်လို့အဲ့တော့住民の不安をよそに工事は予定通り進められた。ニナマンに対してデータkan ပြည်သူတွေရဲ့တောကပေါ့နော်ဆိုရင်တောကရောက်နေတာကိုဂယုမဆိုင်ပဲနဲ့လုပ်ငန်းဒီ construction လုပ်ငန်းကပေါ့နော်ဒီသူတို့စီစဉ်ထားတဲ့အတိုင်းဆက်ပြီးတော့လုပ်သွားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုကနာရီသက်ရှိတာဆိုနော်ဒီလိုဖြစ်ရင်တော့နားလည်လို့ရတယ်ဆိုပေမဲ့ okay 初心者နာရီသက်ရှိတာဆိုပထမဦးဆုံးခုမှ beginner ဆိုရင်တော့နားလည်လို့ရတယ်ဆိုပေမဲ့ pro ကこんな道をするとは思えない professional တယောက်အနေနဲ့ဒီလိုမျိုးအမှားလုပ်သွားတာကကျတော့ဆိုတော့မထင်ထားဘူးပေါ့နော်အဲ့တော့အခုမှ beginner ဆိုရင်တော့ဆိုတော့နားလည်ပြီးလို့ရတယ်ဒါပေမဲ့တကယ် professional တယောက်အနေနဲ့ဒီလိုမှားလုပ်သွားတာကကျတော့ဆိုတော့အနေနဲ့မထင်ထားဘူးပေါ့နော်ဒါကိုပြောချင်တယ်အဲ့ဆိုရင်ဒါကတော့အခုဆက်ပြောလိုက်တာဒီ Daigoka ရဲ့ဆိုတော့တင်ခဲ့တဲ့ပုံကြီး၅မျိုးထပ်ပြီးတော့ရတော့ဖြစ်ပါတယ်ဒီနေ့ဆိုတော့အခန်းကနေနေဆိုဒီမှာပဲပြီးသွားပြီပေါ့နော်အဲ့ဆိုရင်ဆက်ပြီးတော့မှအခန်း6နေနဲ့အတူတူလိုက်ပြီးတော့လေ့လာကြည့်အောင်နော်အဲ့ဆိုရင်ဒီနေ့မှာဒီနေရာမှာပဲရန်နာပြင်ပြုပါ